မနေ့ကမြန်မာနိုင်ငံကိုတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီရောက်ရှိလာကတမ္မတမင်းအောင်လှိုင်နဲ့နှစ်ဦးသဘောတူပြီးဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လို့လာခဲ့ပြီးလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အကြက်တဲနဲ့ပတ်သက်ပြီးအိမ်နီးချင်းတရုတ်နိုင်ငံရဲ့သဘောထားဟာအမြဲတမ်းစိတ်ဝင်စားစရာဖြစ်နေခဲ့တာပါ။အခုနောက်ဆုံးမှာတော့တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးရဖမ်းဆီးခံထားရသူတွေကိုလွှတ်ပေးဖို့တိုက်တွန်းပြောဆိုခဲ့တဲ့ဆိုတဲ့သတင်းဟာလူအများကြားမှာဟိုးလေးကြော်ကြော်ဖြစ်လို့လာခဲ့ပြီးလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့မြန်မာအရေးမှာဝင်ရောက်ဆွတ်ဖက်ပြီးမူဝါဒကိုအစဉ်တစိုက်ကျင့်သုံးခဲ့ပေမဲ့လက်လောထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့နိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးအတွင်းဝမ်ယီကမြန်မာနိုင်ငံမှာအမျိုးသားပြန်လည်တည်မြဲရေးဖြစ်ပေါ်လာစေဖို့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ဖို့အတွက်ဒေါအောင်ဆန်းစုကြည်ရဲ့အခမ်းကဏ္ဍဟာအရေးကြီးတယ်လို့အရေးအမွတ်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံရေးမှာပါဝင်ပတ်သက်နေသူအလုံးဟာတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ကြပြီးပြည်ပခါတွေကိုငြိမ်းချမ်းစွာဖြေရှင်းကြဖို့အဲ့ဒီလိုဆောင်ရွက်ရမှာလဲဒေါအောင်ဆန်းစုကြည်လိုအရေးပါတဲ့ခေါင်းဆောင်တွေကိုပြန်လည်လွှတ်ပေးခြင်းကအပြုသဘောဆောင်တဲ့အလားအလာဖြစ်စေနိုင်ကြောင်းတရုတ်ဘက်ကရှုမြင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာတရုတ်နိုင်ငံအနေနဲ့မြန်မာစစ်ကောင်စီအပေါ်ဖိအားပေးမှုတရက်လို့လဲနိုင်ငံရေးလေ့လာသူတွေကသုံးသပ်နေကြပါတယ်။ဒီလိုဝမ်ယီရဲ့ပြောဆိုချက်ကမြန်မာမြေပြင်ပေါ်ကလက်တွေ့အခြေအနေကိုဘယ်လောက်ထိပြောင်းလဲပေးနိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။